မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ The Reader Audiobook Channel ကနေကြိုဆိုပါလေဒီကနေ့ကျွန်တော်ဖတ်ပြဖို့ရွေးချယ်ထားတဲ့ဝတ္ထုတို့ကတော့ဂျပူးကွန်လေးလို့အမည်ရပါတယ်ခင်ဗျာအဲ့ဒီဝတ္ထုတို့ကိုစိတ်ကူးချိုချိုကထုတ်ဝေရဲ့ဆရာတိုက်ထွန်းတဲ့ရဲ့ဝတ္ထုတို့ပေါင်းချုပ်စာအုပ်ထဲကနေကျွန်တော်ဖတ်ပြခြင်းဖြစ်ပါလေဆရာတိုက်ထွန်းတဲ့ရဲ့အရေးသားနဲ့ဝတ္ထုတို့ရသပေါ်လွင်အောင်ကျွန်တော်ကြိုးစားပြီးဖတ်ပြပေးပါမယ်ခင်ဗျာဂျပူးကွန်လေးတမင်းတို့ကြီးနှစ်ချောင်းဂလန်ဖြတ်ပိတ်ပြီးတောကလောက်ကြီးလေးလုံးစီခတ်ထားသောဗီဒီယိုကြီးနှလုံးရှိမှမမတ်နွဲ့ရှိမနေပါသူမထိုင်တတ်သည့်ကျွန်းသားခင်းပြင်ထူထူကြီးပေါ်မှာဖုံမှုများအဖွေးသားဖြစ်နေသည်ဆိုင်ကန်းနောက်တိုင်ထိတ်ကဘုရားရှင်ပေါ်မှာနှင်းစီပွင့်တို့ငိုက်ကြ6မားနေသည်ဝါလုံးထဲမှာတန်လန်းဆွဲထားသောအင်ကြီးချစ်ကလေးများကတော့ဘိညာတလဲစီပတ်ရစ်မူးလဲနေသည်ပရွက်စိတ်အနက်ကလေးများကထိုဝါလုံးနှမ်းပေါ်မှာတလန်းမောင်းရင်ကျော်သွားကားလေးများလိုအမောတကောရွေရှားနေသည်ပိတ်ထားသောဆိုင်လေးပေါ်မှာမမတ်နွဲ့ရှိမနေတော့လေမျက်နှာချင်းဆိုင်ကဆက်ချုပ်ဆိုင်လေးပေါ်မှာတော့ကျွန်တော်ရှိနေပါသည်ဆက်ချုပ်ခုံလေးနောက်ကခွေးချေကုန်းပေါ်မှာထိုင်နေသည့်ကျွန်တော်သည်ပိတ်ထားသောဆိုင်လေးကိုငေးကြည့်ရင်မမတ်နွဲ့အိမ်မက်မက်လေသည်မမတ်နွဲ့နောက်ဖက်နှင့်ဘေးဘက်ကဗီဒီယိုကြီးနှလုံးသည်ဒုရေရောအမြင့်မှာကြီးမားလွန်းလာသည်ထိုအေယာမဗီဒီယိုကြီးနှလုံးကိုနောက်ခံထားပြီးပုံပုံကလေးထိုင်နေသောသူမကိုကြည့်မိသည့်အခါထိုဗီဒီယိုကြီးများကြောင့်သိကွေးကြုံဝင်သွားခြင်းမရှိသည်ကိုသတိထားမိ၏ကျွန်တော်မြင်အောင်သောပကြီးကားသည်ထိုအေယာမဗီဒီယိုကြီးများနှင့်လိုက်ရောညီမျှသည့်ခန္ဓာကိုယ်အချိုးစစ်အရက်အမောင်းရှိသောမိန်းမလားတစ်ယောက်ပါဝင်ဖွဲ့စည်းထားလေသည်ဗီဒီယိုကြီးများရှိ6လက်မခန့်ထူထဲသောကျွန်းသားအခင်းပြင်ပြောင်ဝင်းဝင်းပေါ်မှာကြက်တရေရှိစွာထိုင်နေသောမမတ်နွဲ့ကိုကျွန်တော်အခါကငေးကြည့်ဦးလေသည်နန်းဆန်သလားရှိဆန်သလားတောဆန်သလားပြောမပြတတ်မမတ်နွဲ့လှသည်မှာတော့တည်ကြသည်ရိုးလွန်းသည်ဟုလည်းထင်မိသည်နောက်ခံပြူထားသောဗီဒီယိုကြီးနှလုံးဤရှိဆန်မှုကသူမကိုရိုးလွန်းသွားစေသလားအေယာမဗီဒီယိုကြီးနှလုံး၏အဒုအတဲကြောင့်မမတ်နွဲ့၏ကိုဟန်ဖွင့်သည်တိမ်ငယ်မသွားခဲ့တော့လေခေကြီး3နှစ်လောက်လွန်မြောက်ဖြတ်ကျော်ခဲ့ပုံရသောဗီဒီယိုကြီးများကြောင့်သူမမှာခေပေါ်ဟန်ပန်မရှိသည်ကိုပုံမထင်ရှားလာစေသည်မမတ်နွဲ့၏ရိုးလွန်းသောဆင်ရင်ထုံးဖွဲ့မှုကိုဖွဲ့နှဲ့ကြည့်မိသည်စပင်းရှိရှိကိုစိတ်ရှိလက်ရှိဖြင့်ချစ်ထားသည့်စံချစ်ရှိရှိ၏အဖျားတွင်တခါတလေလောက်ဖြစ်ဖြစ်ပန်းဖြူဖြူတပွင့်လောက်ပွင့်ဝေနေစေခြင်းသည်အနီအောင်ဖဲကြိုးစားလေးတစ်စားလောက်ဖြစ်ဖြစ်လိပ်ပြပုံစံညာလေးတစ်ခုလောက်ဖြစ်ဖြစ်ဆံအဖျားစားမှာပြင်ဆင်လှပနေစေခြင်းသည်တို့ရာတွင်သူမ၏ပြေတင်လာသောကြောပြင်ကနေဝုံဝိုင်းနှိမ့်မြင့်တင်သားစီရှော့ကျလာသောစံချစ်ရှိရှိပေါ်မှာဘာအစင်သားများမရှိသည်ကိုကြည့်တွေ့ရဘူးလေသည်လေတိုင်းဝင်းဝင်းလေးဘေးကပုတ်သက်ရှော့ဆင်လာပြီးရွှေဆွဲကြိုးမြင်မြင်ကလေးလှုပ်ခါနေတော့ရွှေဆွဲကြိုးလေးမမြင်ရသည်မှအတော့ကြပြီရင်စိတ်အင်ကြီးမှုပေါ်ဖြတ်ခါဖြူနုသောသူမလက်ဖွားထဲတွင်အထုံးဖူလေးဖြစ်ဆုပ်ချေခံရလေသောချစ်ဆံမိရှိရှိလေးကိုကြည့်ပြီးကျွန်တော်ဥရဘူးလေသည်ကန်နဝင်းဟန်ပန်မိန်လှတူကိုငွေတကောင်နှင့်ကစားနေသလိုမျိုးမြင်းမြင်နေသည်ငွေတကောင်၏ခေါင်းလေးကိုပုတ်တက်ပေးနေသလိုမျိုးစံချစ်ရှိရှိလေးအဖျားအထုံးဖူလေးကိုကိုင်းငါဈေးဝယ်မျောရှာသည်ဈေးဝယ်မျောရှာသည့်သူမ၏မျက်လုံးကြည်ကြည်ထဲတွင်တစုံတရာကိုငန်းလင့်မျောဆောင်သောအရေးကြီးလဲလဲလေးရှိနေသည်ကိုသတိထားမိသည်မမတ်နွဲ့နှင့်မျက်လုံးချင်းဆုံသောအခါမျက်နှာလွှဲဖယ်ရမှာကိုဘာကြောင့်မှမသိအာနာနေမိသည်ထို့သောဖြင့်သူမကိုရှက်ရှွန့်ထူပူစွာပြန်ငေးကြည့်မိသောအခါမမတ်နွဲ့၏မျက်နှာဝိုင်းဝိုင်းကလေးပေါ်မှာပချိုင်းကွက်လေးမခိုးတည်းထင်လာတတ်သည်ကျွန်တော်မမတ်နွဲ့၏မျက်နှာလေးကိုမြင်ချင်နေမိသည်မှာရင်ခုန်ပူနွေးစေတတ်သောပချိုင်းကွက်ကလေးကြောင့်လည်းဖြစ်နိုင်ပြန်သည်အနောက်ဘက်နေအောင်အချသည်ဈေးရုံဤစနွေးမကင်းပုံတံများကွက်များကို
ဖြတ်တန်းကြဆင်းလာသည်မမနွဲ့ထိုင်နေလိုက်သည့်ကျွန်းသားခင်မြင်ထူထူပေါ်စနမကင်းကွက်များထင်းနေသည်ညနေဆောင်တစ်ခုသည်ဈေးရက်ကလေးတစ်ရက်ကိုတိတ်ဆိတ်စွာလွန်မြောက်လူလူရှိသည်တောင်မထိတ်ကိုပေါ်တို့ဆက်ချုပ်ဆိုင်မှာတော့တကြောင်ကြောင်နင်းတန်ကြားရဆဲဖြစ်သည်တောင်ဘက်အနောက်တန်းကအထက်ဆိုင်ပေါ်မှာအိပ်ပျော်နေသောကလေးတစ်ယောက်ကိုတွေ့ရသည်မျက်နှာချင်းဆိုင်ကအလှကုန်ဆိုင်ပေါ်မှာမိတ်ကပ်လိမ့်နေသောအေးအေးမြင့်ကိုမြင်မိသည်ဒိုဆိုင်နှင့်ကလျက်ပရစီဆိုင်ပေါ်မှာပလင်းအိုခွက်အိုများထဲတွင်အမျိုးမြည်ပြောမပြရသောပရစီမျိုးစုံတို့ခင်းကျင်းထားသည်ကိုမြင်ရသည်ဆိုင်ရှင်မရှိပရစီဆိုင်ရှင်ဦးချစ်စိန်ကအနောက်ဘက်အပေါက်နာကအထက်ဆိုင်မှာသွားထိုင်လီဖောနေသည်အထက်ဆိုင်ရှင်ဦးသိန်းတန်ဆိုသည့်လူဝါကြီး၏အော်ဟစ်ရမောရင်စကားဘလုံးမထွေးပြောတဲ့ကိုပရစီဆရာသဘောကျနေသည်ဦးသိန်းတန်ကရီမောပြောဆိုလိုက်ပရစီဆရာကမျက်နှာဆံပရိန်အခုအခန့်လောက်ပြလိုက်ဦးသိန်းတန်ကဈေးတွေကလာသမျှလူဆိုင်တိုင်းကရှိသမျှလူသူရှိဖြတ်လာသမျှလူမြင်သ၍ကြီးစဲနောက်ပြောင်တတ်သည်ပရစီဆရာကိုမမနွဲ့နှင့်စနေနောက်နေဟန်ရှိသည်ပရစီဆရာကရုပ်ရှင်မင်းသားနေအောင်ဟန်ပန်မျိုးနှင့်ခတ်ဆွေးဆွေးလှုပ်ပြသောအခါဦးသိန်းတန်သည်တဝါဝါရဲမဆုံးတော့ကျွန်တော်သည်ကော့ကတ်စပွဲကုံနောက်မှရှိသည့်မှန်ကိုမတ်တထကြည့်မိသည်မှန်ထဲတွင်ကျွန်တော်မျက်နှာပေါ်မှာရုပ်ရှင်မင်းသားနေအောင်မျက်နှာပေးမျိုးစွန့်ထစ်နေသလားမလုံမလဲကြည့်မိသည်မမနွဲ့တို့အိမ်နှင့်ကျွန်တော်ကိုဆက်ချုပ်တင်ပေးနေသောဆရာဥပထေတို့အိမ်ကမနီးမဝေးဆရာတို့အိမ်ရောက်တိုင်းမမနွဲ့တို့အိမ်ဘက်ကိုလှမ်းမျှော်ကြည့်ဘူးသည်ပုံညက်ပင်တွေတရက်ပင်တွေစိမ့်ဝေမှိုင်းများသည့်ခြံကျဲကြီးထဲမှာရေနံကြီးထူထူတုတ်ထားသည့်အိမ်ကြီးကိုလှမ်းကြည့်ဘူးသည်မမနွဲ့မှာအတော်ပြိုကြီးတစ်ယောက်ရှစ်တန်းကျောင်းသားမောင်ငယ်တစ်ယောက်အဖွားတစ်ယောက်ရှိသည်ကိုသိသည်မမနွဲ့အမေသည်လွန်ခဲ့သော2နှစ်ကျော်ကကွယ်လွန်ခဲ့သည်မမနွဲ့ကသူမ၏အမေမဆုံးမီ3နှစ်လောက်ကလေးကဈေးဆိုင်မှာထိုင်ခဲ့သည်မမနွဲ့နှင့်သူ့မောင်လေးအကြားမှာမောင်တစ်ယောက်ရှိသေးသည်ထိုမောင်လေးမှာအေယာဝတီမြစ်ပြင်အောက်ရေကူးရင်းပျောက်ဆုံးသွားခဲ့ရှာသည်ဟုဆိုကြသည်အဖွားကကျမရေးကောင်းသည်ဟုဆိုတော်လဲလူကြီးကောင်းခြင်းဖြစ်ပြီးရှာဝင်ခြေကြွားကနှင့်တလမောနေရတတ်သည်ကျွန်တော်ဆက်ချုပ်ဆိုင်လေးပေါ်ရောက်မလာခင်ခေတ်ကမမနွဲ့၏အဖေရောမိပါအသက်ထင်ရှားရှိကြတော့ကမမနွဲ့တို့၏ထဲဆိုင်လေးသည်အတော်ကြီးကျယ်ခမ်းနားမှုသည်ဟုဆိုရှိသည်မမနွဲ့တို့၏စီးပွားရေးဘဝပုံမြင်နေတဲ့တွင်အေယာရင်မြစ်၏ဟိုမှာဘက်ကျွန်းရံများမှကျေးလက်တောင်သူများအစုံစံလှေသင်းမောမော်တော်များကရေရင်လောက်သားများတောင်ဘက်ရေနံတူလောင်ယုံအုတ်ကျင်းသင်းမောခြင်းတစ်ဆက်လောက်သားများပါရှိကြလေသည်အလူမင်္ဂလာဆောင်တစ်ခုအတွက်ပစ္စည်းအလုံးလိုထိုဆိုင်တစ်ဆိုင်တွေကဝယ်ယူသွားနိုင်သည်ဒီဖနက်ခေါင်းအုံးချင်အောင်စောင်းတင်ပြူးဝယ်မလားပိတ်ပေါ်ပလင်ဇင်းမာလချင်းပါတိတ်ဘရိုကိတ်ဝယ်မလားကျောင်းမကလေးဝစ်ချုပ်ပြီးတယ်စွတ်ကျဲရှင်မီဘော်လီဝယ်မလားအားလုံးရသည်ပြောကြသည်အထယ်ဆိုင်နှင့်အတူအိမ်ရိုက်တံပတ်တာစသည့်ကုန်းမဆိုင်တစ်ဆိုင်ထီယုံတယုံတွဲဖွင့်ထားသေးသည်တဲ့အဲ့ဒီတော့ကအေယာရီထဲမှာအစုံအစံသင်းမောတို့အတော်များပုံရလိမ့်မည်ထင်သည်ကောဝင်စိတ်မှာရင်တို့အိမ်နေများလိမ့်မည်ထင်သည်တောင်ထွန်းရေချောင်းကျက်သည့်နှွေခေါရများ၌ပင်မမနွဲ့တို့မိသားစုအထည်ဆိုင်လေးစီကားနေရသည်တဲ့နောက်ပိုင်းနွေရာကြီးဈေးရုံလေးဤသူမိုးလောင်အောက်မှာအသေးကင်ဆာဖြင့်ဈေးဆိုင်လေးကိုကြောခိုင်းဆွန့်ခွာသွားသည့်မမနွဲ့၏အဖေနေရာတွင်ကွက်လက်ကလေးဖြစ်လာရသည်မှောင်ခိုတယ်မယောင်ငွေတို့အချင်းငါမလို့ရိုးကုတ်ရှိတာထိုင်စားရင်အပြောင်းလဲမြန်ဆန်လွန်းသည့်ခေတ်ပြိုင်စီးပွားရေးလောကကိုမျက်ချီပြတ်ကြံခဲ့သည်အဖိုးကြီးရောအဖွားကြီးပါမျက်စိမှိတ်သွားကြသည့်နောက်ပိုင်းမမနွဲ့သာမောင်လေးနှင့်အဖွားကိုဥဆောင်တာဝန်ယူရရှာလေသည်မမနွဲ့၏အတော်ကြီးကရီဖို့ကောင်းသည်ခန္ဓာကိုယ်ဝါဝဖိုက်ကြီးကဥသိမ့်တန်ကြီးနှင့်လိုက်သည်မမနွဲ့ကိုသူဝါပြမကျင်တတ်သောဥသိမ့်တန်ကြီးအားမမနွဲ့အတော်အပြိုကြီးနှင့်စမိလျင်မုတ်ဆိုးဘူကြီးကအရင်နှာခေါင်းရှုံတတ်သည်
ရိုင်းနေများမှာနဘောက်ဟောင်းလောင်းနှင့်နေရသောအဖွားကြီးသည်ဈေးကတိန်ဖြစ်ဖြစ်အလူမင်္ဂလာဆောင်ဖြစ်ဖြစ်ရှိလျင်ရွှေရောင်ပြို့ပြို့ပြက်ပြက်တောက်ပြောင်နေတတ်သည်ထိုရက်များမှာအတော်ကြီးရောမမနွဲ့ပါဆွဲကြိုစတုံးနဂတ်လက်ကောက်ကျဲသီးများဆင်ရင်ဝင်းလက်နေတတ်ကြသည်အတော်ကြီးအမေမမနွဲ့တို့၏အဖွားကမွေးစားထားခဲ့သောယခုကြီးပွားချမ်းသာနေသောမမနွဲ့တို့ကကြီးကြီးစိန်ဟုခေါ်တတ်သောဘွဲကတော်တယောက်ကခိတ္တဆင်ပေးတာဟုအတွင်းသိများကဆိုကြသည်ခါတိုင်းမနက်စီးမသွားမီလောက်သာဈေးဆိုင်မှာထိုင်ပြီးအမေအိုရှိရာအိမ်ပြန်ပြုစုနေရသောမမနွဲ့အတော်ဝဝကြီးမှာညနေဆိုင်သိမ်းချိန်ထိမှောင်ရီမိုးချုပ်ငုတ်တုတ်ရှိုးပြနေရသည်တချို့ကအတွင်းပစ္စည်းဟုထင်သည်ပွဲနေပွဲထိုင်ရှိလျင်မမနွဲ့တို့အတော်ထမ်းအထင်တကြီးချင်းကပ်သည်လက်ကောက်လေးစဆွဲကြိုးလေးစငားရမ်းမှုစကားဆကြသည်အတော်ကချိုသည့်အခါချိုသည်ညိုသည့်အခါညိုသည်ငားလိုက်သည်ဟုတော့မကြားစဘူးခရမ်းကျင်သည်တဲ့ကုံစိမ့်တဲ့ကောင်မလေးတွေကတော့အတော်အောင်သွားကြဘူးသည်တဲ့ဝါမရှိပဲဝီးမလောက်ကြနဲ့သူများနှထောင်ရောက်နဲ့ဘာမပြောင်းကျင်ကြနဲ့မမနွဲ့ဒေါ်ကြီးကပညာပေးလိုက်တဲ့ထိုအဖွားကြီးမိတူးနှစ်တွင်းမှနောက်ကောက်ကြရှာသည်ဆက်စလူးမိတူးကအဖွားကြီးကိုဒီလိုပြောသည်မေဒီဝစ်ထားတဲ့လက်ကောက်လေးတွေကတိတ်လှတာပဲဒါပေမဲ့အရင်ဖျားပွဲလုံးကဝစ်တဲ့မောင်နှံခုနှစ်ဖော်လေးမျိုးမှမိတူးကကြိုက်တာဆွဲချိုးလေးကတော့အမေတီနဲ့လှတယ်ခါတိုင်းအမေတီဆွဲတဲ့ကျိုးကရှည်လွန်းတယ်အမေတီတို့ကဆွဲချိုးမျိုးမျိုးလက်ကောက်မျိုးမျိုးသာပြောင်းဝင်နိုင်အောင်ရှုထားထုတ်ထားတာဈေးတိုင်းပစ္စည်းဆောင်အောင်တော့တင်မို့ရင်းမို့မစိတ်မကူးဘူးအင်ကြီးစားလေးတွေပါတိတ်လေးတွေတင်ရောက်ရင်မိတူးတို့လည်းနေပြန်ပြီးယူလို့ရတယ်ခုတော့ဆိုင်ကဟောင်းလောင်း90မိတူးအတန်ကနည်းနည်းကျသည်အတော်ကြီးချက်ကောင်းမှန်ခံသွားရသည့်မျက်နှာကိုမြင်အောင်သည်မိတူးအဲ့ဒီလိုကလေးသည်ဟုတစ်ဖက်ထဲဆိုင်မှာလာထိုင်အတင်းချထားသည်ကိုတစုံတစကြားလိုက်ရသဖြင့်မမနွဲ့လေပင်ကဆွဲကြိုးလေးကိုသတိထားမိသည်ရွှေဆွဲကြိုးမြင်မြင်ကလေးပျောက်ဆုံးသွားသောအခါမမနွဲ့ပါပင်မုံမှုလေးခြောင်သွားသည်ဟုထင်မှုသည်မမနွဲ့လေတိုင်းမှာရွှေဆွဲကြိုးလေးတစ်ကုန်းလောက်တော့မြင်နေခြင်းသည်ဈေးကတိန်ညကမမနွဲ့ကိုရွှေရောင်ပြိုးပြက်စွာပြန်လဲတွေ့မြင်ရသောအခါမိတူးတို့ရဲဖွဲ့စကားနားထဲမှာပြန်ကြားနေမိသည်ဣရှန်အင်ကြီးမယန်းနုလေးပေါ်ကဆွဲကြိုးလေးကိုမရေတရေခုတ်ကြည့်ရင်ရင်ခုန်နေမိသည်မမနွဲ့သည်ကျွန်တော်ကြည့်ကြောင်းမလုံမလဲဖြစ်သွားရှာမလားမမနွဲ့အနီခက်အထိုင်ခက်ဖြစ်အောင်စကားရောင်းဝဲလှုပ်သွားသည်မိတူးကိုမုန်းသည်မမနွဲ့ပြန်မကြားပါစေနှင့်မိတူးဤဆက်ဆက်ဆုစုပြောင်ပြောင်ချောချောမျက်နှာပြနှန်းနှန်းကိုလက်ပြန်တစ်ချက်လောက်ဖြတ်ရိုက်ပစ်လိုက်ခြင်းသည်မမနွဲ့အားစိတ်အနှောက်အယှက်လှုပ်သူမှန်သမျှရင်ဆိုင်လိုက်ခြင်းသည်မမနွဲ့ပြုံးနေတာမြင်ခြင်းနေသည်မမနွဲ့၏ပချိုင်လေးတစ်ပွင့်ကိုမတ်မောသည်မမနွဲ့၏မျက်နှာနွမ်းနွမ်းလေးကိုမကြည့်ရဲ့မမနွဲ့မျက်ရည်ကျမှမျိုးတော့မပြောနဲ့နော်တခါတော့ကျွန်တော်ဤမမနွဲ့မျက်ရည်ပါကျသည်အဲ့ဒီတော့ကယခုလိုပဲဆက်ချုပ်ဆိုင်လေးပေါ်မှာထိုင်ရင်မမနွဲ့ကိုမတိမတာငေးမောရင်မမနွဲ့မျက်ရည်ကျတာအထိတ်တလန့်မြင်မှုခဲ့သည်မမနွဲ့ကိုမျက်ရည်ကျအောင်လုပ်တာဘာလို့လဲသူ့မောင်လေးရှစ်တန်းကျောင်းသားပြားလေးလားမမနွဲ့ကိုခိုးကြည့်မိသည့်ကျွန်တော်ကြောင့်လားအလိုက်ကန်းစိုးမသိရှာရှည်လွန်းသည့်ဈေးဝယ်ကြောင့်လားပြန်စဉ်းစားကြည့်သည်အလုံးကိုမကြည်မနှက်ဖြစ်လာရသည်သပင်တွန့်လိန်ကောက်ကွေးနှင့်ဈေးဝယ်သည်မမနွဲ့ပြသည့်ဖနက်လေးများကိုတရံပြီးတရံဆွတ်ကြည့်သည်တဲကျိုးကိုဆွဲသည်ခါးကိုချိုးသည်တင်မောပေါ်မှာစီနစ်ဆိုတော့ကလစ်ခံစီလို့မဖြစ်ဘူးထင်တယ်ဟုပြောတန်လဲကြားရသည်ရာဘာဆိုးခံမျိုးမှစီလို့ရမှာအဲ့ဒါမျိုးပြစမ်းမှာဟုပြောတန်ကြားရသည်ဂုံနေလို့ဆိုသောမမနွဲ့အတန်တုံတုံလေးပေါ်လာသည်ကျွန်တော်အသာလှမ်းကြည့်မိသည်ဈေးဝယ်ကဗီရိုကြီးအပေါ်ခြင်းကိုမျှော်ကြည့်နေသည်ဈေးဝယ်မျှော်ကြည့်သည့်ဗီရိုကြီးအပေါ်ခြင်းစီကျွန်တော်မျက်လုံးများရွေရှားသွားသည်
ဗီရိုကြီးမှန်ဆွဲတကားနောက်မှာဖနက်ချက်ဘူးများမြင်ရသည်ချက်ဘူး၅ခုလောက်ကိုထပ်ပြီးအပေါ်ဆုံးချက်ဘူးတစ်ဘူးကိုထောင်ခင်းထားသည်အလုံး6ဘူးစင်မှန်ဆွဲတကားတစ်ခန်းနောက်မှာ6ဆင့်ထပ်ဖနက်ချက်ဘူးလန်း3တန်းရှိသည်အလုံး18ဘူးမန်ဗီရိုတစ်ခန်းမှာတော့သီဖနက်4-5ရန်အပြန်လန်ရှို့ပြီးကျိုးချီထားသည့်ဖနက်စီးများဆင့်လျက်အောက်ထပ်မှာရာဘာဖနက်များအေယာမဗီရိုကြီးနှင့်နိုင်ရှင်လျင်မတရားချောင်လွန်းစွာရှိနေကြသည်ဟုတွေးလိုက်မိသေးသည်စပင်တွန့်လိုင်းကောက်ကွေးနှင့်ဈေးဝယ်သည်မန်ဗီရိုအပေါ်ဆင့်ကိုလက်ညှိုးထိုးလိုက်သည့်အခါမမတ်နွဲ့ခေါင်းခါသည်ကိုမြင်ရ၏ထိုသူ၏လက်ညှိုးကဟိုမာဒီမာ၍ရှားပြန်သည်ထိုအချိန်မှာကတ်တွန်းငုံဖတ်နေသောမမတ်နွဲ့မောင်လေးမတ်တက်ထားရသည်ကိုမြင်ရသည်ကောင်လေးသည်မှန်ဆွဲတကားကိုဂျိုင်းကနေမြည်အောင်တွန်းဖွင့်လိုက်သည်အထဲကဂျပူးလေးများလှုပ်ရှားသွားသည်ကိုမြင်ရသည်ဈေးဝဲ၏လက်ညှိုးတဲတဲကအောက်ဆုံးဂျပူးတစ်ဘူးကိုဆွဲထုတ်လိုက်သည့်အခါမမတ်နွဲ့ကဟက်ကောင်လေးအဲ့ဒါကလစ်ခံဖနက်ဟုပြောလိုက်တဲ့ကြေကြေကြားလိုက်၏မမတ်နွဲ့စကားသံကြဲကြဲမဆုံးမီပင်ဝေါကနေအတန်များကြားရပြီးကျမ်းမြေမော်သို့ထိုးချလာသောအရာများမြင်ရသည်အထိတ်တလန့်မတ်တက်ထရလိုက်သောမမတ်နွယ်မမီမကန်းလိုက်ဖမ်းနေသောပြရကောင်းကလေးမမတ်နွယ်ခြေထောက်နားမှာဖနက်ကြက်ဘူးများကြက်ဘူးထဲမှာဖနက်တွေမရှိဖနက်များမပါရှိသည်ကြက်ဘူးကွန်အလွတ်သက်သက်များတချို့လှန်လျက်တချို့မှောက်လျက်ကောင်လေးကမမတ်နွယ်ကိုကြည့်နေသည်ကျွန်တော်ကမမတ်နွယ်နှင့်ကောင်လေးကိုကြည့်နေသည်ဈေးဝယ်ပြန်ထွက်သွားသည်ကိုပင်သတိမပြုမိလိုက်မမနွဲ့ပါးပြင်းမှုမှုဆွတ်ဆူညှိုးလျသွားသည်ကိုလျှက်တိပဲမြင်လိုက်သည်ဗီဒီယိုဘက်မျက်နှာလှည့်ထိုင်လိုက်သောမမနွဲ့၏ပါးပြင်းတစ်ချမ်းစီကကြွေကျသွားသောမျက်ရည်တစ်စက်ကိုမြင်ပြစ်အောင်မြင်လိုက်သည်ကျွန်တော်ခါခါရင်ခုန်မှုသောမမနွဲ့၏ပခုံးသားပြည့်ပြည့်လေးတိမ့်တိမ့်ခါနေပုံကိုမှတ်မိနေသည်ကောင်လေးဂျပူးကွန်လေးတွေပြန်စီတော့ကျွန်တော်ဈေးအိမ်နာဘက်ထွက်သွားလိုက်သည်ထိုမျက်နှာလေးနှင့်3-4ရက်ရင်မဆိုင်မိအောင်နေကြည့်သည်ခါတိုင်းဆက်ချုပ်ရင်အင်ကြီးကောက်ကပ်ရင်လှမ်းကြည့်မိတတ်သောကြည့်လိုက်တိုင်းမျက်လုံးချင်းစုံတတ်သောအလိုက်ကန်းစိုးမသိလူအလစ်မမနွက်ဆိုင်မဲ့ညက်စပြစ်ပြပြီးကြည်စဲသည့်ဦးသိန်းတန်ကြီးအားရှက်ရသောအနေထားမျိုးကိုရှောင်ကြည့်သည်မမနွက်နှင့်ကျွန်တော်ကစကားတိတ်ပြောဘူးခြင်းမရှိမေထုခေါ်ပြောနှုတ်ဆက်ပြုံးပြယုံလောက်ဟိုတလောကမမနွယ်လို့ဆိုင်3ရက်လောက်ပိတ်ဘူးသည်ဆိုင်ပြန်ဖွင့်တော့ဘာလို့ဆိုင်မဖွင့်တာလဲဟုဆိုင်ခင်းနေသည့်မမနွယ်ကိုစကားပြောပြသည်အဖွားတိတ်နေမကောင်းဘူးဟုတိုးတိုးပြန်ဖြေသည်ဒီတစ်ခါပဲစကားအနိကပြောဘူးသည်ကျွန်တော်သည်ဆရာဥပဒေဆက်ချုပ်ဆိုင်မှာလက်တွေ့ပညာသင်ယူရင်3ကြိုးတချိုးစားလက်ခယူရင်ဈေးရုံကလေးတွေရောက်နေခဲ့သည်မှာတစ်နှစ်ကျော်ပြီဖြစ်သည်မမနွဲ့နှင့်ကျွန်တော်ကမျက်လုံးချင်းအနေနီးပါသည်အိမ်မက်ချင်းရှင်တူနီးဆက်လိမ့်မည်ဟုလည်းထင်သည်ကျွန်တော်ဤမမနွဲ့အိမ်မက်များရှည်လျားစွာတစ်ဖက်သက်ကြံရိတ်ခဲ့တော်မူကိုနာကျင်စွာသဘောပေါက်နိုင်ပါပြီဈေးအိမ်သာကအနံ့သက်ဆိုးများထောင်းထောင်းထလာသည်ဆိုင်သိမ့်ချိန်မှနေမုံသည်ဦးသိန်းတန်ကြီးဤကိုပေါ်မှာပွားရောင်ရွှဲဆူနေသောစွတ်ကြဲကြီးမရှိတော့ပြီကိုမြင်ရသည်ချွေးဆူစွတ်ကြဲကြီးကိုခုံတန်းလျားမှတင်လှမ်းထားသည်အဝိဆများဖွားဖွားတက်ထားသောဖုံးကားတုပ်လေးဖြင့်အထေစားများရိုက်ခတ်နေသည်ကိုမြင်ရသည်ကျွန်တော်သည်ဆက်ချုပ်ခုံကတရေကျိုးကိုဆွဲဖယ်ထုတ်လိုက်သည်အချုပ်စက်ကောင်းကိုမယူပြီးဘီလိုထဲတွင်လိုက်သည်စပွဲပေါ်ကမိဘူးအိုးကိုအုတ်ခုံပေါ်ချလိုက်သောအခါပြာကျွင်းငွေ့ငွေ့ပူးနေသေးသည်စပွဲကင်းကိုတပြုံပြုံဖုန်ခါပြီးချိန်လောက်မှာဦးသိန်းတန်ကြီးနှင့်မျက်လုံးချင်းစုံသည်ဟာကောင်းလေးသိမ့်ပြီလားကိုပါတိလစ်သွားပြီလားလှမ်းမေးသည်ဆရာကမင်္ဂလာဆောင်ရှိလို့ကျွန်တော်စကားကိုဦးသိန်းတန်ကခေါင်းငိမ့်သည်ဟုတ်သားဟာငါတို့လည်းသွားရအောင်မဟုလှမ်းပြောသည်ငါကောင်လေးတော့ရွှေပါပြီဟုပြောလိုက်တန်ကိုကြားပြစ်အောင်ကြားလိုက်ရတော့လေမကြားရအောင်ပြူသည်
စပွဲပေါ်ကအထေစာများဗီဒီယိုထဲခောက်ထည့်ချိန်မှာအထေစာများအကြားအစွန်းထွက်လာသောဖိတ်စာလေးတစ်ရွက်တွေ့သည်ကျွန်တော်ဖိတ်စာလေးကိုဆွဲမထုတ်ဦးသိန်းနိုင်ကြီးမြင်သွားလျင်စမှကျူတင်ကာကွယ်သည်ကိုသိန်းဆိုးကွင်းစားကွင်းပိတ်ထဲက S3 လုံးဘန်ရီဂျိုလုပ်ငန်းဆိုသောစလုံးများနှင့်အတူနှစ်ဖူးပြောင်ပြောင်အသားမဲမဲပိုက်ရွှဲရွှဲအစီပြန်နေသောမျက်နှာတစ်ခုကိုမြင်သည်တပြက်စီတိုလေးနှင့်အုတ်ခုံပေါ်ကောက်လဲရင်စိတ်လှုပ်ရှားလာသည်ကျွန်တော်တပြက်လဲချိန်မှာဈေးခေါင်မှုပေါ်ကတပြားဟောင်းများလှုပ်ခါရိုက်တံတဝုံဝုံထွက်ပေါ်လာသည်မျက်စိကလွင့်ပါလာသောသဲတွေဖုံတွေကဈေးထဲလှိမ့်ဝင်လာသည်ဈေးတစ်ခုလုံးဖုံလုံးကြီးဖြစ်သွားသည်ဆိုင်ပိတ်ပြီးမင်္ဂလာဆောင်တန်းဝင်ပြီးအလားကုံဆိုင်ကအေးမြင့်သည်မျက်နှာတုပ်ပွားတစ်ထည်နှင့်သူမခေါင်းကိုပတ်ထားသည်ဖုံဒီသဲတွေနောက်မှာမိုးရီဆွတ်ဆွတ်ပါလာသည်မိုးသည်သဲလိုက်မလားဖုံသဲလွတ်ရန်နယံနာစီကပ်ရက်သည်မမနွဲတို့အိမ်ရှိမှာခင်းကျင်းထားမည့်စည်းစာမင်္ဂလာပွဲလေးကိုမျက်စိထဲမြင်လာသည်စပွဲလေးပေါ်ကစပွဲကင်းဖြူဖြူများလေမုန်တိုင်းကြောင့်တချို့လန်တချို့လွင့်လျက်ပန်းဆိုင်ဦးလေးများလဲပြူသွန်မောက်လျက်စက်ကူရောင်စုံပင့်ကူပိုင်းစန်းတို့ပြတ်တောက်ထွေးလိန်လူးလွန်လျက်မုန်တိုင်းငိမ်သွားလျင်စပွဲကလထိုင်လေးတွေတသက်ရရဖြစ်အောင်တော်တော်ပြန်ခင်းရလိမ့်မည်ဟုထင်သည်မုန်တိုင်းတွေကသူတို့သမီးမျက်နှာလေးဘယ်လိုရှိမလဲဟန်ပြသက်သက်ခင်းထားသည့်ဖနက်မပါသည့်ဂျပူးကုံလေးတွေလူရှိသူရှိပြိုတော့ကရှက်ရွှန်ထူပူစွာငိုရှိုက်တလူမျိုးတော့ရှိမနေဘူးထင်သည်မမနှွဲ့ရောသူမအတော်အပြိုကြီးပါနှစ်ယောက်စလုံးရွှေတွေတီးနေအောင်ဆင်ရင်ထားကြမည်ကတော့သိကြပါသည်တကုံမဂ္ဂဇင်းဂျွန်လ1988ခုနှစ်ကျွန်တော်ဖတ်ပြပေးတာကိုနားထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်တစ်ပတ်များမှာလည်းမြန်မာစာရေးဆရာတွေရဲ့ဝတ္ထုလူစုတွေကိုဖတ်ပြအောင်မို့ကျွန်တော်တို့ရဲ့ The Reader Audio Channel လေးကို Subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေခင်ဗျာ